unit 9မှာတို့လေးလာရမှာက have got ဆိုတာ have have god got have got သူကို short form နဲ့ရေးချင်ရင်အဲ့ဒီ have have got apostrophe v လို့သုံးတယ်အဲ့တော့ကိုကတော့ကျွန်မတို့ဒီမမှတ်မိမှာဆိုလို့ have got လို့ပဲသုံးခိုင်းတယ် I've got လို့သုံးလို့တော့ရတယ်ဒါပေမဲ့ I have got ဆိုတဲ့စကားလုံးလေးကိုမမေ့စေချင်ဘူးပေါ့နော်ဆိုတော့ I have got သူ့ကို negative လုပ်ချင်တယ်ဒီမှာ negative တာအရင်ရိုးရှင်းတယ်ဘာလို့လဲ have have ရဲ့အနောက်မှာ not ထည့်လိုက်လို့ရှင်သူဒီ negative sentence ဖြစ်သွားတယ် I haven't got ပေါ့နော် I have not got ဖြစ်သွားတာသူဒီဘာအိဗယ်လဲဆိုငါမှရှိတယ်ဆိုတော့တခုခုကိုရှိတယ်လို့ပြောချင်ရင် have got နဲ့သုံးရတယ်ဆိုတော့ကဲဖုံးမြတ်ခန့်ဖတ်ပေးပါအောင်ဒါလေးဖတ်ပေးပါအောင်သား I've got a sandwich. and ဟုတ်ပြီဒါလေးလည်းဆက်ဖတ်ပါအောင်သား I've got two sandwiches. I've got 2 sandwiches and ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်ဖုံးမြတ်ပိုင်သားဒါလေးဖတ်ပေးပါအောင် I got a banana. and I've got a banana and ဒါလေးအောင်ဖတ်ပေးပါသား I haven't got a banana. ဟုတ်ပြီအဲ့တော့ငါမှာ banana ဟလာပန်းသီးsorry ငါပြောသီးတစ်လုံးရှိတယ်ငါပြောသီးမရှိဘူးအဲ့ဒါ haven't ဆိုတာက negative ဖြစ်သွားတော့မရှိဘူးလို့ပြောချင်တာနော်အဲ့ဒါလေးသိမယ်ဆိုတော့ကဲ number 2က write the word in the correct order ဆိုတော့ဒီမှာ I have got 2 sandwich နော်ကဲဘုံမြတ်ခန့်လေးစဖတ်ပါအောင်ဒါ number 2လေးစဖတ်ပါအောင် I've got 2 apples. သူတိုင်းသား number 3လေးပေါ့ပြောပြပါအောင် I have got an apple. ဒီမှာကတော့ I have got ဆိုတာတဲ့သူက negative ဖြစ်နေတာဆို I haven't got an apple ပေါ့နော်ဖတ်ရှင်းမယ်သမီး number 4လေးဖတ်ပေးပါအောင် I have got a drink. ဟုတ်ပြီယတိသွန်းသမီး number 5လေးဖတ်ပေးပါအောင် I have got an egg. ဖုံးမြတ်ပိုင်သား number 6လေးဖတ်ပေးပါအောင် I haven't got 2 biscuits. ဟုတ်ပြီ okay ကဲဟုတ်ပြီနောက် number 3လေးပါဆက်သွားမယ်နော်ကဲထပ်နန္ဒာသမီးဒီဟာလေးဖတ်ပေးပါအောင်မိုင်းမြူနေတဲ့သမီး I haven't got biscuit ဟုတ်ပြီ I haven't got biscuit ကဲဖုံးမြတ်ပိုင် listen to me ဟိုတောင်ကြီးမြောက်ကြီးနဲ့သားပဲဖတ်ခိုင်းလိုက်တော့မယ်ကဲဖတ်သားဒီဟာလေး I've got an apple. ဟုတ်ပြီအဲ့တော့3ကဲအဲ့ဒါလေးရေးလိုက်ရအောင်နော်